ပုံတွေကို TikTok AI effect သုံးပြီးအသက်ဝင်လာအောင်ဘယ်လိုလုပ်ကြမလဲ။ရင်းစုံ TikTok ထဲဝင်လိုက်ပါပြီးရင်ဒီ TikTok ထဲမှာ search bar မှာပေါ့နော် TikTok AI ဆွဲထင်းဆိုပြီးတော့ရိုက်ရှာလိုက်ပါပထမဆုံးပေါ်လာတဲ့ AI ဆွဲထင်းလေးကိုနှိပ်လိုက်ပါအဖက်လေးပြည့်သွားရအောင်9မိနစ်လောက်စောင့်ပေးပါ9မိနစ်ပြည့်ပြီးတဲ့နောက်မှာဒီလိုကြောင်ကနေတဲ့ motion effect လေးကိုရသွားပြီဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုအကျိုးရှိတဲ့ဗီဒီယိုလေးတွေမျှဝေပေးပါမို့လို့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်